Hello ကျမကတော့ဒီချိန်မှာဒီနေ့ကတော့ SD, ESD, ESD, VESD ဒါတွေတွဲလိုက်လို့ရှိရင်အများလို့အဓိပ္ပာယ်ရသွားပြီးတဲ့စကားလုံးလေးတွေကိုရှင်းပြပေးမှာပေါ့နော်။ဒီစကားလုံးတွေမှာ S တွဲတယ်၊ဒီစကားလုံးတွေ ES တွဲတယ်၊ဒီစကားလုံးတွေ IES တွဲတယ်၊ VS တွဲတယ်ဆိုတဲ့basic လောက်ကိုရှင်းပြပေးမှာဖြစ်ပါတယ်။တချို့စကားလုံးတွေကတော့ရှင်းချက်တွေရှိတဲ့အတွက်ကြောင့်မို့ဒါကတော့ basic အနေနဲ့သုံးဝင်မှာပေါ့နော်။ S ကိုကျတော့သာမန် simple word တွေမှာပဲသုံးပါတယ်။များသောအားဖြင့် English စကားလုံးတွေပေါ့နော်။စကားလုံးတွေပေါ့များများကို S တွဲလိုက်လို့ရှိရင်အများဆိုတဲ့အဓိပ္ပာယ်ကိုရရှိစေရပါတော့။ ES ကိုကျတော့ဘယ်ချိန်သုံးလဲဆိုရင်ဒီ SD, SSD, SHD, CHD, XD, O ဒါတွေနဲ့ဆုံးမယ်ဆိုရင်နော်ဒါတွေနဲ့ဆုံးမယ်ဆိုရင်သူ ES တွဲလိုက်ရင်များသွားစေပါတယ်။နောက်က IES ကိုဘယ်ချိန်သုံးလဲဆိုရင် Y နဲ့ဆုံးပြီးပေါ့နော်။ Y နဲ့ဆုံးပြီးတော့ Y ရဲ့ရှေ့မှာ AE, I ဒီကအမြန်ပြီးတော့အခါ A, E, I, O, U တော့ဒါတွေမပါဘူးဆိုရင်နော်မပါဘူးဆိုရင် Y ကိုဖြုတ်ရတယ်။ Y ကိုဖြုတ်ပြီးတော့ဒီ IES လေးတွဲလိုက်ရတယ်ပေါ့နော်။ Y နဲ့ဆုံးပြီး Y ရဲ့ရှေ့မှာ A, E, I, O, U မပါဘူး။ဒါဆိုရင် Y ကိုဖြုတ်မယ်။ IES တွဲမယ်။ Y ရဲ့ရှေ့မှာတော့ A, E, I, O, U ပါရင်တော့ Y မဖြုတ်ရဘူးပေါ့နော်။ IES လည်းမတွဲရဘူး။ S ပဲတွဲရတယ်။နော်ဒါလေးကိုသတိထားမယ်။နောက်ကကျတော့ VES ကိုတွဲတယ်။ VES ကိုတွဲတယ်ဆိုလို့ရှိရင်ဘယ်လိုစကားလုံးတွေသုံးလဲဆိုရင် FD, FE တွေနဲ့ဆုံးတယ်ပေါ့နော်။ FFE တွေနဲ့သုံးတယ်။ FFE တွေနဲ့ဆုံးတယ်။ဒါဆိုလို့ရှိရင် FFE ကိုဖြုတ်လိုက်မယ်။သူ့ကို VES တွဲလိုက်မယ်။ဒါကဒီ basic ပေါ့နော်ဒီအခြေခံစဉ်းစားနည်းပေါ့နော်။ဒါပေမဲ့တချို့စကားလုံးတွေကကျတော့ဒီ O နဲ့ဆုံးတော့လေအဲ့ဒီ O ကပေါ့နော်ဥပမာ radio ဆိုလို့ရှိရင်တော့အဲ့ဒီ O ကဝါအတန်ပေါ့နော်အတန်ကိုဆောင်နေဆိုလို့ရှိရင်သူက S ပဲတွေ့ရတဲ့စကားလုံးတွေရှိတယ်တချို့စကားလုံးတွေမှာဆိုလို့ရှိရင် tomato ဆိုတဲ့ ထိုးဆိုပြီးတော့သူအဲ့ဒီ O ကတော့အဆုံးတက်မှာတော့ O လေးပဲဒါပေမဲ့သူက consonant sound ကိုဆောင်နေဆိုလို့ရှိရင်သူကို ES တွဲလိုက်ရတာလေးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်စကားလုံးတော်တော်များများမှာကတော့ဒီမျိုးလေးကိုပဲအခြေခံထားပြီးတော့ပြောင်းလဲကြတာပေါ့နော်ဒီ O သုံးဆုံးတာကျမပြောလိုက်တဲ့ O သုံးလေးကိုတော့ဆက်ပြီးလေ့လာလို့ရှိရင်တော့အဲ့လိုမျိုးချင်းချက်လေးတွေလည်းရှိတယ်တချို့ကျတော့လည်းဘာတန်ဆောင်တော့လဲ ES တွဲတာတွေ S တွဲလို့ရတယ်နှစ်မျိုးလုံးနဲ့ကိုင်နေတဲ့စကားလုံးတွေလည်းရှိတာပေါ့နော်ဒါလေးကတော့ထားလိုက်တော့ဒီကတော့တာမန်ဒီ basic grammar လေးပေါ့နော် basic word လေးတွေပေါ့တော်တော်များများတွေ့တဲ့ဟာလေးကိုရှင်းပြပေးရပါတယ်ဒီမှာဆိုရင်ဒီ a bag ပေါ့နော် lorry တစ်လုံးလို့ပြောတယ်ဒါဆိုရင် three bags ဒါဆိုရင် simple word ထဲမှာပါတယ် S တွဲလိုက်ရုံပဲ a cake ကိန်းမုတ်တစ်လုံးဆိုရင် four cakes ပေါ့နော်ဒီမှာ CAKES case ဖြစ်သွားတယ်a boy ဆိုရင် Y ရဲ့ရှေ့မှာY နဲ့တော့ဆုံးတော့ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ရှေ့ကိုကြည့်လိုက် Y ရဲ့ရှေ့ကိုကြည့်လိုက် Y ရဲ့ရှေ့မှာဒီမှာ AEIOU ပါတယ်ဆိုရင် Y ကိုလည်းဖြုတ်စရာမလိုဘူးIES နဲ့တွဲစရာမလိုဘူးမပါမှ Y ဖြုတ်ပြ IES တွဲရဆိုတော့ဒါကပါတယ်ဆိုတော့ Y ကိုလည်းဖြုတ်စရာမလိုဘူး IES နဲ့တွဲစရာမလိုဘူးa boy ကောင်လေးတယောက်ပေါ့နော်ယောက်ျားလေးတယောက်ဆိုတော့ six points ဖြစ်သွားတယ်ပေါ့နော် six points နောက်က frog ဆိုရင် ten frog FROGS frog နောက်က an apple ဆိုရင် twenty apple a girl ဆိုရင် seven girl ဒီစကားလုံးလေးပေါ့နော်ဒါဆိုရင်ဒီမှာ seven eight nine ten ကခိုင်းကြည့်ပါဒီမှာတော့ ES လေးတွဲတဲ့အတွက်လေးကိုရှင်းပြပေးမယ်ဒါဆိုရင်ဒီမှာ point ပေါ့ y နဲ့ဆုံးတယ် y ရဲ့ရှေ့ကိုဆက်ကြည့်လိုက်တော့လဲဒီမှာ a ရဲ့ IOU မပါဘူးเนาะဒီမှာ a ရဲ့ IOU မဟုတ်ဘူးဒါဆိုလို့ရှိရင်ဒီ y ကို IES လေးတွဲလိုက်ရတယ်ပေါ့နော်
ဒီမှာဆိုရင် a box ပေါ့နော်ဖာတဖာဒါမှမဟုတ်ဖာတဖာဆိုတော့ဒီမှာ x နဲ့ဆုံးနေတယ်သူရဲ့ရှေ့မှာ o နဲ့ဆုံး x နဲ့ဆုံးတယ်ပေါ့နော် sorry ဝင်လာလိုက်လို့ဒီမှာ x နဲ့ဆုံးတယ်ဆိုတော့ x နဲ့ဆုံးရင်ဒီကို es ပဲပြလိုက်ရင်ဒီမှာဆိုရင် ss နဲ့ဆုံးတယ်နော်ဆိုတော့ s s s c s a c h x o နဲ့ဆုံး es တွဲလို့ပြောထားတော့ဒီမှာ ss နဲ့ဆုံးတယ်ဒါကြောင့်မို့လို့ဒီမှာ es ကိုတွဲလိုက်တယ်နောက်က o နဲ့ဆုံးတယ်ဒါဆိုရင်ဒီကို es ကိုတွဲလိုက်တယ်ဒါဆိုများသွားတယ် a glass ဆိုရင်ဖန်ခွက်တစ်ခွက် two glasses ဆိုရင်ဖန်ခွက်နှစ်ခွက် a tomato ဆိုရင်ခန်းချင်ပြီးတစ်လုံး three tomato ဆိုတော့ခန်းချင်ပြီးသုံးလုံးဖြစ်သွားတယ်များသွားစေရပေါ့နော်ဒီမှာဆိုလဲဒီလိုဒီစင်တယ်လေးတွေထားတယ်ဒါဆိုရင်ဒီမှာ s နဲ့ဆုံးတယ်ဒါဆိုတော့ es တွဲလိုက်တယ် ss ss sh ch x o တိုင်းနဲ့ဆုံးတယ်ဆိုရင်တမန်ပြ es တွဲလိုက်ရင်များသွားစေရပေါ့နော် a bus bus ကတစ်စီးဆိုရင် two buses ဖြစ်သွားတယ်အတန်းထွက်လဲပြောင်းသွားတယ်နောက်က a class ဆိုရင် three classes ဖြစ်သွားတယ် a brush ဆိုရင် four brushes ဖြစ်သွားတယ် a wash ဆိုရင် five washes a box six boxes a tomato seven tomatoes နော်ဒီစကားလုံးလေးပြီးဒီမှာ y နဲ့ဆုံးတယ်ပေါ့နော်ဒီမှာ y နဲ့ဆုံးတယ် y ရဲ့ရှေ့မှာ ai o မဟုတ်လို့ဒီ y လို့ဖြုတ်ပြီး is တွဲလိုက်တယ် y နဲ့ဆုံးတယ်ဒါမဟုတ်ဘူး is တွဲလိုက်တယ်ဒီမှာကျတော့ y နဲ့ဆုံးတယ်ဒါပေမဲ့သူ့ရဲ့ရှေ့မှာဒီမှာ forward ပါတယ်ဒီမှာဒါဆိုရင်သူ့ကို simple word လို့ယူဆပြီးတော့ s လေးတွဲလိုက်တယ်ဒါဆိုများသွားတယ်ပေါ့နော် twice လည်းတူပဲဒါဆိုဒီမှာလေ့ကျင့်ခန်းလေးကြည့်ကြည့်ပဲနော်ဆို count and write လို့ပြောတာလို့ count and write လို့ပြောထားတယ်ပေါ့နော်ကြည့်ရမယ်ရေးတွက်ရမယ်ရေးတွက်ပြီးရေးရမယ်ဒါဆိုဒီမှာthree ဆိုတော့one two ဆိုတော့ဒီမှာ two trees s လေးတွဲပြီးလိုက်တယ် tomato ကကြတော့ဒီတွဲမယ်ဆိုဒီမှာ o နဲ့ဆုံးနေတယ် o နဲ့ဆုံးရင် es တွဲမယ်ဆိုတော့ဒီမှာone two three four five ဒါဆိုတော့five လို့ရေးလိုက် five လို့ရေးပြီး tomato က o နဲ့ဆုံးတော့ es တွဲလိုက်မယ် tomatoes ဖြစ်သွားတယ်ပေါ့နော်ဒီမှာ entity by classes ss နဲ့ဆုံးတယ်one two ဆိုတော့ two classes glass ဆုံးတော့ ss နဲ့ဆုံးရင် es တွဲလို့ပြောထားတယ်လေ es ပါလို့တွဲလိုက်နော်လဲမယ်လို့ထင်တာပဲလေလဲပါတယ်ခိုက်ဆိုလို့ရှိရင်ဒီမှာသူအဆုံးတက်တယ်ဆုံးတော့စီမီနစ်ထဲမှာပေါင်းဒါဆိုရင် simple word ဆိုတော့ s တွဲလိုက်ပေါ့နော်သူယူကြည့်လိုက်1 2 3 4 5ဒါဆို5 kites တော့1 2ဆိုတော့ two wishes ပေါ့နော်နောက်ကဒီမှာ1 2ဆိုတော့ two monkeys y နဲ့ဆုံးတယ်နော် y နဲ့ဆုံးတယ်ဒါဆိုရှေ့ကိုကြည့် ai ကိုပေါင်းမပေါင်းကြည့်ဒီမှာဆို ch နဲ့ဆုံးတယ်ဘာတွဲမလဲနော်နော် brushes ဖြစ်သွားပြီ o နဲ့ဆုံးတယ် ch နဲ့ဆုံးတယ်ဟုတ်တယ်ရှင်းကြည့်မယ်နော်ဒီလိုချင်းခံလေးကိုရှင်းကြည့်မယ်ဒီလိုချင်း okay ဒီမှာဆိုလို့ရှိရင် approx လို့ပြထားတယ်ပေါ့နော်သူကဒီမှာ x နဲ့ဆုံးတယ် x နဲ့ဆုံးရင်ဘာတွဲလဲအဲဆို es တွဲတယ်ဒါဆိုရင်ဒီမှာ s အထဲလား es ထဲလား is ထဲလားကြည့်လိုက်ဒါဆိုရင် x နဲ့ဆုံးတော့ es ထဲကိုသွားမှာဒါဆိုရင်ဒီမှာဒါတစ်ခုတစ်ကောင်တစ်ယောက်တူပြောတာနောက်တစ်ကောင်တစ်ခုတစ်လုံးအဲ့လိုပြောတာဒီမှာ a လေး m လေး a လေး a လေးပါတယ်เนาะဒါတစ်ခုတစ်ကောင်ပေါ်မှာတစ်ခုထဲလေးစင်ဟို single word လေးပြထားပါတော့ဒါပေမဲ့အောက်မှာကျတော့အဲ့လိုမဟုတ်တော့ဘူးဒီ a လေးကိုဖြုံးလိုက်မယ်အများပုံစံပြောင်းမှာဆိုတော့ဒီအောက်ကိုရောက်ရင် a ကိုဖြုံးလိုက်ဒါဆို x နဲ့ဆုံးတဲ့ဆိုတော့ es ကိုထည့်သွားမယ်ဒါဆို f o x e x cos x ပြထားမယ်ပေါ့နော်ဒီမှာဆို n equal နာသူရဲ့အနောက်ကိုကြည့်စီမင်းထဲမှာဘာမှမပါအောင်ဒါဆိုရင်သူက first row ထဲမှာပါတယ် simple word ပေါ့နော်ဒါဆိုရင်ဒီမှာ equal နာ s ထဲကိုထည့်တယ်sherry ဆိုလို့ရှိရင်ဒီ a ကိုဖြုံးရမယ်နော်ဒါတစ်ခုထဲကိုပြောတာဒီကိုရောက်ရင်များသွားမှာဒီကွက်ထဲကိုထည့်ရင်ဒီမှာအများပုံစံတွေပြောင်းသွားမှာမပူရဖောင်းနေဖြစ်သွားပြီဒါဆိုဒီမှာ y နဲ့ဆုံးတယ်အရှိကိုကြည့်လိုက်တော့ a i o u မဟုတ်ဘူးဒါဆိုရင်သူ့ကို y ကိုဖြုတ်မယ် is တွဲမယ်ဆိုရင်ဒီမှာ s es is ဒီကွက်ထဲကိုဒါဆိုတော့ဒီ
CHEERIES cherries အဲ့လိုဖြစ်သွားမယ်ဒီမှာလည်းတူတူပဲ y နဲ့ဆုံးတယ်ဒီမှာ a ကရိုးရိုးပါတယ်ဒါဆိုရင်သူ y ကိုဖြုတ်စားမလို့ဘူး is နဲ့တွဲစားမလို့ဒါဆိုရင်ရိုးထဲကိုသွားမယ် boys wines ဖြစ်သွားမယ်ဒီမှာဆိုရင် box เนาะ h နဲ့ဆုံးတယ် x နဲ့ဆုံးတယ်ဒါဆိုရင် s နဲ့ဆုံးရင် es တွဲရတယ်ဒါဆိုရင် a ကိုလည်းဖြုတ်လိုက်မယ်ဒါဆိုရင် boxex boxes ဖြစ်သွားတယ်ဒီမှာ ali ပြချလေးဒီမှာ ss နဲ့ဆုံးတာတွေ s ဆုံးတာတွေဒါကြီးပေါ့နော်ဒါဆိုကိုလုံးလို့ရမယ်လို့ယူဆလိုက်ပြီးနားလိုက်ပြီးလို့လည်းယူဆလိုက်ပြီးနောက်သင်ခန်းစာမှာ irregular plural နောင်လေးတွေပေါ့နော်ဒါလေးတွေကိုထပ်ပြီးတော့သင်ပေးမယ်ဒီနေ့ကတော့လောက်ပါပဲကျွန်တော်ကတော့ဒီရှေ့အမှုပါနောက်ဗီဒီယို lesson လေးတွေကိုတင်နိုင်အောင်ကြိုးစားနေပါတယ်ဟုတ်ပါ